အစာဆိုင်အစာနေရင်သက်ဆုံးတဲ့အထိဖြစ်စေနိုင်ပါတယ်ဒါကိုကျွန်တော်တို့ကရုပ်ရှင်ပြီးထိရောက်တဲ့နည်းနဲ့ကယ်လို့ရပါတယ်ဖိုက်ပိုင်ဖိုင်ရူလို့လည်းခေါ်တယ် Heimlich maneuver လို့လည်းခေါ်ပါတယ်ဒီလိုမျိုးကယ်ဖို့ဆိုရင်ကျွန်တော်တို့ကအရင်ဆုံးအစာနေနေတာကိုတီးဖို့လိုတယ်အဲ့ဒါကိုကျွန်တော်တို့က universal choking sign နဲ့တီးနိုင်တယ်လူအများစုကအစာနေပြီဆိုရင်လက်နှစ်ဖက်တော့မဟုတ်တစ်ဖက်ကိုလေဘင်းသားမှာရစ်ထားပြီးတော့မျက်လုံးပြူးမျက်စံပြူးနဲ့ကြောက်ရွံ့ထိတ်လန့်နေတဲ့ပုံပေါက်နေမယ်မျက်နှာလဲအဲ့ဒါကိုဆိုရင်ကျွန်တော်တို့ကဒါလူတယောက်အစာနေနေပြီဆိုတော့အလွယ်တည်နိုင်မယ်အစာနင်းသွားပြီဆိုရင်အစာအသက်ရှူလမ်းကြောင်းပိတ်ပြီးတော့အသက်မရှူနိုင်ဖြစ်မယ်စကားလည်းမပြောနိုင်ဘူးအကူကြီးလည်းမတောင်းနိုင်တော့ဘူးဖြစ်မယ်တချို့ဆိုရင်ချောင်းတောင်မဆူနိုင်ဘူးဖြစ်သွားမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဖိုက်ပိုင်ဖိုင်ရူနဲ့အစာအပြင်ထွက်အောင်ကူညီပေးနိုင်မှာပဲဖြစ်ပါတယ်ဖိုက်ပိုင်ဖိုင်ရူမှာပထမဆုံးအနေနဲ့လူနာကိုအနှဲငယ်ရှေ့ကိုင်းခိုင်းပြီးတော့လက်ပြင်ရိုးနှစ်ခုကြားထဲကို9ချက်ခပ်ပြင်းပြင်းလေးစောင့်ပေးရမှာဖြစ်ပါတယ်ရှေ့ကိုအနှဲငယ်ကိုင်းမယ်လက်ပြင်ရိုးနှစ်ခုကြားထဲကိုလက်ဖက်နှောက်နဲ့9ချက်ခပ်ပြင်းပြင်းလေးစောင့်ပေးမယ်အဲပထမဆုံး9ပေါ့ဒုတိယအနေနဲ့ကဒုတိယနီလန်အနေနဲ့ကကျွန်တော်တို့ကလက်တီကိုခက်တင်းတင်းဆုပ်မယ်ပြီးရင်ချက်အပေါ်ကက်ရက်ကလေးမှာတွားပြီးတော့ဘိုက်ကိုထိကတ်ထားမယ်နောက်လက်တစ်ဖက်ကလည်းပဲအဲကတ်ထားတဲ့လက်ကိုခပ်ပြင်းပြင်းဆုပ်ပြီးတော့လူနာရဲ့ဘိုက်အတွင်းဘက်ကိုမှအပေါ်ဘက် direction လေးအနည်းငယ်ယူပြီးတော့အားနဲ့ဖြစ်ပေးလိုက်ရမှာပဲညှစ်ပေးလိုက်ရမှာပဲဖြစ်ပါတယ်အဲဒါဆိုရင်ကျွန်တော်တို့ကဆို့နေတဲ့အစာတွေကအပြင်ကိုထွက်သွားနိုင်တာပဲဖြစ်ပါတယ်တစ်ခါတည်းနဲ့မထွက်ရင်နောက်တစ်ခါဆက်လုပ်လို့ရပါတယ်ရှေ့မှာပြောခဲ့တဲ့နီလန်ကကျွန်တော်တို့ရတစ်နှစ်အထက်ကလေးတွေနဲ့လူကြီးတွေမှာပဲလောက်ရတာဖြစ်ပါတယ်တစ်နှစ်အောက်ကလေးတွေမှာဆိုရင်တော့အခုပုံမှန်ပြတဲ့အတိုင်းကလေးကိုလက်နှစ်ဖက်နဲ့တိချာလေးကိုင်မယ်ပြီးရင်လက်တစ်ဖက်အပေါ်မှာကလေးကိုနည်းငယ်မှောက်ရက်အနေထားလေးနဲ့ထားမယ်ပြီးရင်လက်ပြင်နှစ်ခုကြားကိုလက်ဖက်နှောက်နဲ့9ချက်ဆောင်းပေးမယ်ပြီးရင်ကလေးကိုပလက်ကလေးပြန်လှန်မယ်အနည်းငယ်အောက်ဘက်ကိုကိုင်းတဲ့အနေထားမှာလှန်ထားမယ်ပြီးရင်ရင်ဘက်ကိုလက်ညှိုးနဲ့လက်ခဏလဲလက်နှချောင်းအားလေးနဲ့9ချက်ဖိပေးရမှာပဲဖြစ်ပါတယ်အခုကျွန်တော်ပြောခဲ့တဲ့ universal choking sign လေးနဲ့ဖိုက်ပိုင်ဖိုင်ရူတို့မဟုတ် Heimlich maneuver ကိုတီးခြင်းအပြင်ကျွန်တော်တို့ကအစာနင်းနေတာတဲ့လူတွေကိုအသက်ကယ်ပေးနိုင်မှာပဲဖြစ်ပါတယ်